အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ AHM 2D channel ကနေပြီးတော့ကိုမများအားလုံးကိုနှုတ်ထွေးစွာကြိုဆိုလိုက်ပါရနော်ကိုမများအားလုံးပဲဒီဗီဒီယိုလေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့21ရက်4လ2025ကနေပြီးတော့25ရက်4လ2025အထိကိုကျွန်တော်အနေနဲ့ဒိတ်စာရည်တွေကိုစူးစီးပြီးတော့တင်ဆက်ပြသပေးထားတဲ့ဗီဒီယိုပဲဖြစ်ပါရဲ့နော်ဒါကြောင့်မို့လို့ကိုမတို့အနေနဲ့ကဒီဗီဒီယိုထဲမှာအကိုမတို့လိုချင်တဲ့အတိတ်စာရွက်တွေပါလာခဲ့တယ်ဆိုလို့ရှိရင်တော့တခါတည်း screenshot ရိုက်ပြီးတော့ယူထားပေးပါနော်တကယ်လို့ကိုမတို့လိုချင်တဲ့အတိတ်စာရွက်တွေကဒီဗီဒီယိုထဲမှာပါမလာခဲ့သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုရဲ့ comment ထဲမှာကျွန်တော်ရဲ့ Telegram channel လေးကိုချပေးထားပါတယ်အဲ့ဒီ channel လေးကိုလည်းမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါအောင်လို့ပြောလိုက်ပြစေဗျာနော်ဘာဖြစ်လို့ကိုမတို့ကို join ခိုင်းတာလဲဆိုလို့ရှိရင်ကိုမတို့အနေနဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုတော့ရောက်ပြီးတော့ join ထားမယ်ဆိုလို့ရှိရင်အပတ်တိုင်းအတွက်အတိတ်စာရဲ့အစုံလင်နဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းအတိတ်စာရဲ့အစုံလင်နဲ့နောက်ပြီးလို့ရှိရင်နေ့တိုင်းကဏ္ဍတွေကိုလည်းတခါတည်းဖြည့်ကြည့်ရှုရမှာပဲဖြစ်ပါရဲ့เนาะဒါကြောင့်မို့လို့ကိုမတို့နေတဲ့ကကျွန်တော်ရဲ့ Telegram channel လေးကိုမ join ရသေးဘူးဆိုလို့ရှိရင်တခါတည်းတော့ရောက်ပြီးတော့ join ခဲ့ကြပါဦးလို့ကျွန်တော်အနေနဲ့ပြောလိုက်ပြစေခင်ဗျာကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါပဲအောင်ပါစေအောင်ပါစေဒီတို့နဲ့ချွေတပြေနုခက်ဝေရွှေရလောင်းလို့တောင်းစုပါချွေကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါပဲဗမာနိုင်ငံတော်ဝဲမင်းတစ်ထက်ကုန်တယ်လေပိုက်ရှိလေမှာဆေးရတာမကြမ်းပဲလူရဆန္ဒပြေဝစေအောင်ပါပဲဗမာနိုင်ငံတော်ဝဲမင်းတစ်ထက်ကုန်တယ်လေပိုက်ရှိလေမှာဆေးရတာမကြမ်းပဲလူရဆန္ဒပြေဝစေအောင်ပါပဲရွှေမတည်းရဲ့စေနာမြစ်တာဝဲဝဲပြလေးခါချွေမြန်ပြေးတိုင်းပါကြောက်စီတိုင်းအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့အမိသားရေးလေအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့အမိသားရေးလေအောင်ပါလေဘုတော်ဟမှာလူထောင်းမဲ့သူတွေအောင်ပါလေမင်္ဂလာရမြလက်ထောင်းမဲ့သူတွေအောင်ပါလေဘုတော်ဟမှာလူထောင်းမဲ့သူတွေအောင်ပါလေမင်္ဂလာရမြလက်ထောင်းမဲ့သူတွေအောင်ပါလေရွှေရရလောင်းလို့လေကောင်းပြန်တဲ့မောင်လေးမြင်တာပဲကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါပဲအောင်ပါစေအောင်ပါစေဒီတို့နဲ့ချွေတပြေနုခက်ဝေရွှေရလောင်းလို့တောင်းစုပါချွေကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါပဲဗမာနိုင်ငံတော်ဝဲမင်းတစ်ထက်ကုန်တယ်လေပိုက်ရှိလေမှာဆေးရတာမကြမ်းပဲ
လူရဆောင်းတာပြေဝစေအောင်ပါလေအမနိုင်ငံတော်ဝေမင်းတစ်ထက်ကုန်လေလေပိုက်ရှိလေမဆင်းရဲတော့မကြပဲလူရဆောင်းတာပြေဝစေအောင်ပါလေရွှေမတည်းရဲ့စေနာမြစ်တာဝေဝေပြလိခါချွေမြတ်ပြည်တိုင်းပေါင်းကြောက်စီတိုင်းအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့အမိနာရေးလေအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့အမိနာရေးလေအောင်ပါလေသဘုတော်မှာလူထောင်းမဲ့သူတွေအောင်ပါလေမိဂလာရမြလက်ထမဲ့သူတွေအောင်ပါလေသဘုတော်မှာလူထောင်းမဲ့သူတွေအောင်ပါလေမိဂလာရမြလက်ထမဲ့သူတွေအောင်ပါလေရွှေရည်ချမ်းလောင်းလို့လေကောင်းပြန်တဲ့မောင်နေပြီနာဝေ